Hello ပါကျွန်တော်က Mike ပါကျွန်တော်ဒီနေ့ကတော့ Minecraft ကြပါကိုရှေ့တန်းနဲ့လည်းထည့်ဆွဲခြင်းတယ်ဒါပေမဲ့ Bro တို့ရဲ့ The Fight ကမနိုင်ဘူးဖြစ်နေပါသလားအဲဆိုရင်စိတ်မှုပေါ်နဲ့ Bro တို့ရဲ့ Getting ရှင်တော့ရောက်လာပါပြီကျွန်တော်ဒီနေ့ပြောပြမှာက Bro တို့လိုအားလုံး The Fight တမိုင်းတော့တုံးလို့ကောင်းမဲ့ချိန်တာ၃မျိုးပြောပြမှာပါ So တီးချင်းနေကြပြီမလားဆိုတော့ချိန်ဆွဲပဲစလိုက်ကြရအောင် Let's go Number 3 Tropical V6 Light So တို့ရဲ့အတိုင်းပဲဒီချိန်တာတော်တော်လေးလှတယ်ပေါ့နော်သူရဲ့ lighting ပိုင်းတွေပြီးရင်ရောက်တယ်မှာလည်းတော်တော်လေးကြည့်လို့လှတယ်ပေါ့နော်ချိုပီကိုရှိတာဆိုတဲ့အတိုင်းပဲညဘက်ဆိုတော့တော်တော်လေးတော့မှောင်တဲ့ထဲပါတယ်နံပါတ်2မဲလောင်ရှိတာဒီရှိတာကျွန်တော်ရဲ့ဒုတိယအကြိုက်ဆုံးရှိတာတစ်ခုပါသူရဲ့ lighting မိုင်းတွေကလုံးဝဘာမှပြောစရာမလိုအောင်ကို perfect ဖြစ်ပြီးတော့တိမ်တွေကလည်းလုံးဝကြည့်လို့လှပါတယ်သူရဲ့ရောက်ရှုရင်ကလည်းဆိုးတော့မဆိုးရင်ပဲလှတဲ့ထဲတော့ပါတယ်ကျွန်တော်ဒီရှိတာရဲ့အကြိုက်ဆုံးချက်ကတော့ညဘက်ပဲလုံးဝကောင်းကင်ကတိမ်နေလဲလုံးဝမိုက်တယ် lighting မိုင်းကလည်းအတော်ပဲနံပါတ်1 Mate Air Ultra Fatဒီချိန်တာတော့ကျွန်တော်ရဲ့ပထမအကြိုက်ဆုံးတွေကတစ်ခုဖြစ်တော့သူရဲ့ line လင်ပိုင်းတွေသူရဲ့ရေမျက်နှာပြင်တွေကလုံးဝယူရှယ်ပေါ့နော်ဒီချိန်တာရဲ့အကြိုက်ဆုံးချက်တစ်ခုကရေအောက်ဖြစ်တော့လုံးဝကြည်လင်ရှင်းတောင်းနေတာပဲညာဘက်ဆိုလဲ line တင်ပိုင်းကနည်းနည်းတော့မှောင်လို့ရှိပေမဲ့လှတဲ့ထဲတော့ပါနေတယ်ဒီနေ့ကတော့ပါပဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ် so အားလုံးပဲတတ်တာ